Hello everyone, welcome to Village English. I'm very glad to see you all here. Just English ကနေကြိုဆိုပါတယ်။ဒီနေ့မှာတော့စုံတယောက်စီကနေပြီးတော့ခွင့်တောင်းတဲ့အခါကုညီတောင်းတဲ့အခါစုံတယောက်ကိုတစ်ခုလုပ်ဖို့ခွင့်ပြုချက်ပေးတဲ့အခါမှာအရန်ကိုအသုံးတည့်တဲ့ပုံစံလေးတစ်ခုကိုမျှဝေပေးချင်ပါတယ်။ဒီပုံစံလေးကတော့ let လာမယ်။နောက်ပြီးတော့ဗာလဲ object လာမယ်ပြီးတော့ဗာ point ပေါ့နော်။ဥပမာဆို object ဆိုလို့ရှိရင်object နေရာမှာသုံးတယ်ဒီ pronoun တွေထည့်ပြီးတော့သုံးလို့ရတယ်။ဥပမာဆိုရင် me တို့ me ဆိုတာကကျွန်တော်ကို him သူကို her သူမကို us ကျွန်တော်တို့ကို them သူတို့ကို you မင်းကို it ထို့ရအောင်ပေါ့နော်ပြီးတော့ဒီနေရာမှာစာနာမည်တွေကိုလည်းထည့်ပြီးတော့သုံးလို့ရတယ်ပြီးတော့နောက်ကသူက perform လိုက်ပါမယ်ဥပမာဆိုလို့ရှိရင် let me go သွားပါရစေဒါခွင့်တောင်းတာပေါ့နော် let me go သွားပါရစေ let me come လာပါရစေ let me sit here ဒီမှာထိုင်ပါရစေ okay ဥပမာလေးတွေကိုကြည့်လိုက်အောင်ပါဆိုရင် let me think about it ဒီကြောင်ရကိုစဉ်းစားပါရစေ let her come in let her come in သူမကိုဝင်လာခိုင်းလိုက်ပါဝင်ခွင့်ပေးလိုက်ပါ let her come in သူမကိုဝင်ခွင့်ပေးလိုက်ပါ let us join the class let us join the class ဒီတန်းကိုတက်ကြရအောင် let him drive let him drive သူ့ကိုမောင်းခွင့်ပေးလိုက်ပါ let them go သူတို့ကိုတောင်းခွင့်ပေးလိုက်ပါ let them go let မောင်မောင် drink wine let မောင်မောင် drink wine မောင်မောင်ကိုဝိုင်းတောက်ခွင့်ပေးလိုက်ပါအဲ့လိုမျိုးခွင့်တောင်းတဲ့ဒီခွင့်ပြုချက်ပေးတဲ့အခါမှာအရန်ကိုသုံးတဲ့ပုံစံလေးဖြစ်ပါတယ် okay သူ့ကိုမေကုန်းပုံစံလုပ်မယ်ဆိုရင်ဘယ်လိုလုပ်မလဲဆိုတာကိုလေ့လာကြည့်အောင်ပါဒီမှာ let က verb form ဖြစ်တဲ့အတွက်ကြောင့်မလို့အခုကလေးကdo နဲ့ does ကိုခေါ်လိုက်မယ်အဲ့ဆိုရင်ဒီ subject က you subject အများဆိုရင် do ကိုခေါ်ထားတယ်အဲ့ဆို do you let me go မင်းငါ့ကိုသွားခွင့်ပြုလား do you let me go မင်းငါ့ကိုသွားခွင့်ပြုလားဒီမှာဆိုလို့ရှိရင် subject က she ဖြစ်သွားတဲ့အတွက်ဒီမှာ does ပြောင်းသွားပြီ does she let မြတ်မြတ်come in သူမကမြတ်မြတ်ကိုဝင်ခွင့်ပေးလို့လား does she let မြတ်မြတ် come in သူမကမြတ်မြတ်ကိုဝင်ခွင့်ပေးလို့လားအဲ့လိုမျိုးဖြစ်သွားနော် do you let them play football do you let them play football လားမင်းတို့ကိုဘလုံးကစားခွင့်ပေးလို့လားအဲ့လိုဖြစ်သွားတယ် do I let him join our team ငါသူ့ကိုမတို့ရဲ့အသင်းထဲမှာပါဝင်ဖို့ခွင့်ပြုခဲ့လားပေါ့နော်အဲ့လိုမျိုးဖြစ်သွားတယ် okay သူ့ကိုအငင်းဝါကြားလုပ်မယ်ဆိုရင်ဘယ်လိုပုံစံနဲ့လုပ်မလဲဆိုတာကိုကြည့်လိုက်အောင်ပါဒီက perform ဖြစ်တဲ့အတွက်အခုကလေးက do နဲ့ does ကိုခေါ်ရမယ်ဒီမှာ he ကအနေမို့လို့ does ကိုခေါ်ပြီးတော့အငင်းထည့်လိုက်တယ်ပေါ့နော် he does not let me go သူကငါ့ကိုတောက်ခွင့်မပြုဘူး he does not let me go or he doesn't let me go သူကငါ့ကိုတောက်ခွင့်မပြုနိုင်ဘူးတောက်ခွင့်မပြုဘူးwe ဒီမှာ we ကအများကြီးမို့လို့ do not ဖြစ်သွားတယ် we do not let မြတ်မြတ် come in we don't let မြတ်မြတ် come in ငါတို့မြတ်မြတ်ကိုဝင်ခွင့်မပေးထားဘူး I don't let them play football I don't let them play football ငါကသူတို့ကိုဘလုံးကစားခွင့်မပေးထားဘူး we don't let him join our team ငါတို့သူ့ကိုတို့ရဲ့အသင်းကိုပါဝင်ဖို့ခွင့်ပြုမထားဘူးပေါ့နော်အဲ့လိုမျိုးလဲသုံးလို့ရပါတယ်ဒါကတော့အငင်းပုံစံလေးဖြစ်ပါတယ်ခုနပုံစံမျိုးလိုပဲခွင့်တောင်းတဲ့အခါမှာအရန်ကိုအသုံးတည့်တဲ့နောက်ထပ်ပုံစံလေးတစ်ခုရှိတယ်အဲ့ဒါက may I plus perform ပေါ့နော်ဗမာလိုဒီပဲဆိုရင်တော့ပါရစေလို့ဒီပဲထွက်တာပါနော် may I come in ဝင်လာပါရစေ may I drink glass of water ဒီတစ်ခွက်လောက်တောက်ပါရစေ may I sit here ဒီမှာထိုင်ပါရစေ may I join the class ဒီတန်းကိုတက်ပါရစေဒါတော့နောက်ထပ်ပုံစံတစ်ခုပါ This is for today and thank you for watching my video. I'm hopefully that you have found it useful for your English learning journey and see you in coming videos. Bye bye.